Diary မှာသူစပါရရှင်ရှင်ကိုလောလလအေးစစ်စစ်ကြည့်ချင်သူတွေတက်အရန်ကမှအဆင်ပြေတဲ့။မောင်ညာရုပ်ရဲ့ပထမဦးဆုံးတော့ private cinema ဖြစ်တဲ့ Equally ဆိုတဲ့ဒီ cinema လေးကိုမြင်ရောက်ဖြစ်ခဲ့တယ်ပေါ့နော်။သူ့မှာဆိုလို့ရှိရင်လက်ရှိအသက်ထွက်နေတဲ့ရုပ်ရှင်တွေကအစားတော်တော်များများကိုယူလို့ရတယ်ပေါ့နော်။ရုပ်ရှင်ကြည့်ခင်ရုပ်ရှင်အပြင်ရေးရပြီးတော့မုတ်တွေလည်းဝယ်လို့ရတယ်ပေါ့နော်။မုတ်မျိုးစုံအေးခေါက်ဆက်ပြုတ်တွေကအစားရတယ်ပေါ့နော်။မင်းတို့ကြည့်ခဲ့တာဆိုလို့ရှိရင်အခန်းကျဖြစ်တဲ့ကြောင့်ရုပ်ရှင်တစ်ခါစာကို2000နဲ့မှ3000ပေးရပါတယ်။အကောအေးစစ်စိတ်လေးနဲ့တကယ်ကမှလွတ်လွတ်လပ်အေးစစ်ဆန်းကြည့်လို့ရတဲ့အရန် peaceful ဖြစ်တဲ့နေရာလေးတစ်ခုလိုခံစားရပါတယ်။နေရာတော့အရန်ကြိုက်တယ်ပေါ့နော်။ဒါကတော့သူ့ရဲ့လိပ်စာကလေးပါ။